ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့အောင်ကျော်တူးရီလေးရမှာအားလုံးကိုပြန်လဲတူတူလိုက်ပါလေနော်ကျွန်တော်တို့ဒီနေ့9ရက်6လ2026တောက်ကြနေမနက်ပိုင်း7 နာရီတမိသွားဖြစ်ပါနော်ထိပ်စီးပတ်တီပေါ်တဲ့အပြီးနဲ့ကျွန်တော်တို့ main 3ကွက်နဲ့ကျွန်တော်တို့တစ်ခွက်ကောင်းလေးရွေးချယ်ပြီးအောင်ပြပါတယ်မနေ့ကတော့ညနေပိုင်းမှာကျွန်တော်တို့30တစ်ခွက်ကောင်းပြီးခဲ့တယ်ဒါပေမဲ့ကျွန်တော်90ဖြစ်သွားတယ်ဗျာနော်မနေ့ကတော့ကျွန်တော်9 break ရှုပ်ပြီး break 9တော့9ဘက်တူနဲ့ကျွန်တော်တို့တစ်ခွက်ကောင်းကို90ဆိုပြီးထုတ်ပြီးခဲ့တယ်ဒါပေမဲ့လို့ကျွန်တော်တို့ညနေမှာ90ကျသွားခဲ့တယ်ညာနေက30ဆိုမကျခဲ့မနေ့ပိုင်းကတစ်ခွက်ကောင်း90ဆိုညာနေမှာကျခဲ့တယ်ဗျာနော်တစ်ခွက်ကောင်းဖြစ်တဲ့အတွက်ကြောင့်မလို့မနေ့ကောညကိုလိုက်ပြီးတော့အသုံးပြုတဲ့မိတ်ဆွေတွေများရှိရင်တော့ရမယ်ဗျာနော်ဒီနေ့မနေ့ပိုင်းတော့ကျွန်တော်တို့9ရက်6လ2026ကြာသာပရင်းနေမန္တပိုင်းကြာသာပရင်းအောင်ဖြစ်သွား sorry เนาะတောက်ကြနေမန္တပိုင်း7နှစ်လိုက်10မိနစ်တော့ကိုကျွန်တော်တို့ထိပ်စီးပတ်တီလေးနဲ့ကျွန်တော်တို့ထပ်မှန်ပြီးတော့ main ကွက်လေးတွဲပြီးတော့ပြပါတယ်ကဲကျွန်တော်ရဲ့ကိုယ်တွေမားတွေကလည်းဝင်လာပြီးဆိုတာနဲ့ကျွန်တော် live လက်မလေးတယောက် channel အားပေးခဲ့ကြပါတော့လူတစ်လူဟောင်းလေးတွေတွေ့ရှိရအောင်လည်းကျွန်တော် channel ကို like ရ share လေးတွေလုပ်ပေးပါနောက်တစ်ဘေးကကျွန်တော်တို့အများအားတင်တဲ့ဗီဒီယိုတိုင်းကိုအများအားတွေ့ကျင်နေဆိုရင်တော့ကျွန်တော်တို့တစ်ဘေးကသင်တွင်းရဆိုတဲ့နေရာလေးနှိပ်တာပါ notification ခေါင်းလောင်းလေးကျွန်တော်တို့နှိပ်တာပါနော်မျှဝေတဲ့မိတ်ဆွေများလည်းကျွန်တော်တို့မျှဝေပေးလို့ရတဲ့နေရာလေးမှာမျှဝေပြီးပါနော်ဒီနေ့မနေ့အတွက်ကျွန်တော်တို့ပတ်တီးရပါဖြစ်မယ်ဆိုရင်ကျွန်တော်တို့ရွေးချယ်ပေးတဲ့မြက်က5ပတ်တီးဖြစ်ပါတယ်နော်အကြိုက်တယ်ယူသုံးပါတော့5ပတ်တီးနဲ့ပတ်သက်ပြီးကျွန်တော်တို့အကောင်းဆုံး main တင်3ဝက်လေးရွေးချယ်ပေးတယ်မယ်ဗရိတ်ရှုပ်ပြီးတစ်ခွက်ကောင်းလေးတွေရွေးချယ်ပေးတယ်တစ်ခွက်ကောင်းကိုတော့ကျွန်တော်တို့မနှညလေးတွေကစားသိကျင်ပါလေနော်တစ်ခွက်ကောင်းဖြစ်တဲ့အတွက်ကြောင့်မို့မနက်ပိုင်းမှာကျွန်တော်တို့ပေးတဲ့နေ့မှာတင်ကစားပြီးတော့ညာနေပိုင်းမှာထပ်မှန်ပြီးတော့ပလိုက်လို့ရပါတယ်နော်မနေ့က30နေနဲ့ကျွန်တော်တို့မနေ့က4လိုက်ခွဲတော့ပြီးခဲ့တာနော်ဒီနေ့မနက်ပိုင်းဒီပလိုက်ရန်လို့ရပါတယ်တစ်ခွက်ကောင်းဖြစ်တဲ့အတွက်ကြောင့်မလို့နော်မနေ့က90ဒီမနက်ပိုင်းမှာတစ်ခွက်ကောင်းပြီးခဲ့တယ်9ဘရိတ်ရှုပ်ပြီးနဲ့ဒါပေမဲ့လို့ကျွန်တော်တို့ညာနေပိုင်းမှာ90ကကြာခဲ့တယ်ဗျာနော်ဒါကြောင့်မို့တစ်ခွက်ကောင်းလေးကိုညာနေပိုင်းပေးရဆိုလို့ရှိရင်ကျွန်တော်တို့မနက်ပိုင်းကိုလိုက်ထင်းပေးတာပါမနက်ပိုင်းပေးတဲ့ဆိုလို့ရှိရင်ညာနေပိုင်းအတွက်ကိုထင်းပေးထားပါတယ်တစ်ခွက်ကောင်းလေးတော့ဒီနေ့မနက်ပိုင်းတော့ကျွန်တော်တို့5ပတ်တင်းနဲ့ပတ်သက်ပြီးမင်း3ခွက်ပေးခဲ့ပါမယ်5-3ရယ်နော်5-3 5နှစ်5ခွန်နော်မင်း3ခွက်နော်ဒီနေ့မနက်ပိုင်းတော့5ပတ်တင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့အကောင်းဆုံးမင်း3ခွက်5-3 5နှစ်5ခွန်နော်5-3 5နှစ်5ခွန်ဗရိတ်ရှုပ်ပြီးတစ်ခွက်ကောင်းဗရိတ်ရှုပ်ပြီးတစ်ခွက်ကောင်းကကျွန်တော်တို့ဘာလေးဖြစ်လဲဆိုလို့ဒီထပ်နောက်ပြီးတော့ဗရိတ်ရှုပ်ပြီးတစ်ခွက်ကောင်းကအကြိုက်ရှင်းလို့ရင်လိုက်နော်ဗရိတ်ရှုပ်ပြီးတစ်ခွက်ကောင်းကျွန်တော်တို့50ဖြစ်ပါတယ်နော်50တစ်ခွက်ကောင်းကိုတဲ့ကျွန်တော်တို့ဗရိတ်ကဘာဖြစ်မလဲဆိုရင်ဗရိတ်ဒီက5ဗရိတ်ဖြစ်နေလို့ပါဒီနေ့မနက်ပိုင်းပဲနော်ဗရိတ်က5ဗရိတ်ဖြစ်နေတဲ့အတွက်ကြောင့်လို့ကျွန်တော်တို့5ပတ်တင်းနဲ့ကြောင့်50တစ်ခွက်ကောင်းရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်ရဲ့ကိုယ်တွေမှညာအကြိုက်ရှင်းတူမဲ့ဆိုရင်ယူသုံးနိုင်ပါရဲ့နော်လူတက်လူအောင်လေးတွေတွေ့ရှိမဲ့ဆိုရင်လည်းကျွန်တော် channel ကို subscriber အနေအောင်စာတန်းလေးကိုနှိပ်ထားပါနော်စင်းသွင်းရဆိုတဲ့နေရာလေးနှိပ်ထားပါ live လက်မလေးတယောက် channel ကြည့်ရှုတဲ့မိတ်ဆွေတိုင်းအားပေးခဲ့ကြပါဦးနော်ဒါတော့မဒီနေ့မနက်ပိုင်းတော့ကျွန်တော်9ရက်6လ2026တောက်ကြနေမနက်ပိုင်း7 နာရီ10မိနစ်ကျော်5ပတ်တင်းနဲ့5-3 5နဲ့5ခုဆိုပြီးတော့ main တင်3ခွက်ပေးပြီးတော့တစ်ခွက်ကောင်းကတော့ဗရိတ်ရှုပ်ပြီး50ဖြစ်ပါတယ်အကြိုက်တွင်အားလုံးကြည့်တော့ပါနော်ကြအားလုံးပဲအောင်မြင်မှုတွေရရှိပါသေးဒီနေ့မနက်ပိုင်းတော့အပူတွေတတိထားပါနော်အပူတတိထားပါနော်အပူနဲ့ပတ်သက်ပြီးတော့ကကျွန်တော်တို့အကြိုက်လေးတွေရွေးချယ်ပေးခဲ့မယ်နော်9အပူရှိမယ်နော်9ရယ်ခွန်ရယ်
နော်99ရဲ့ခွန်ရဲ့ကျွန်တော်တို့ဒီအပူတွေဖြစ်သွားတယ်နော်ကြားလုံးမအောင်မြင်မှုရရှိပါစေနော်အပူတွေအားလုံးပဲတတိထားပါအားလုံးပဲဒီနေ့မနက်ပိုင်းတော့ကျွန်တော်တို့အပူလာရှိနေပါတယ်နော်အပူလာရှိပါတယ်အပူလေးတွေကစားလိုက်ပါလေဗျာနော်